Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော် Football My DNA page share Harry ကနေပြီးတော့ပြည်သက်ကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါခင်ဗျ။ Okay ကျွန်တော်ဒီ Bayern Munich နဲ့ Chelsea နဲ့ကတော့ Champions League ပွဲစဉ်1ပွဲပြီးဆုံးသွားခဲ့ပြီပေါ့နော်။ Bayern Munich က3 Chelsea က1 3-1ဆိုတဲ့ရလဒ်နဲ့ Chelsea အသင်းကိုအနိုင်ရရှိသွားခဲ့တယ်။အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပေါ့နော်ဒီပွဲပြီးသုံးသက်ချက် Bayern Munich 3 Chelsea 1ပွဲစဉ်ကိုကျွန်တော်ရဲ့အမြင်တွေကိုကျွန်တော်ဆွေးနွေးအောင်ဖြစ်ပါတယ်အဲ့တော့ပြည်သက်ကြီးအားလုံးပဲကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်လိုက်ပါဦးခင်ဗျာ Okay ကျွန်တော်ဒီဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော် giveaway season လေးကိုကြီးညာချင်ပါတယ်ကျွန်တော်ရဲ့ဒီမွေးလာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ subscriber လည်းဒီ1000ပြည့်သွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော် giveaway စု9000စု3စုပေးဖို့စီစဉ်ထားပါတယ်ဒီဗီဒီယိုရဲ့ comment မှာကျွန်တော် link လေးချပေးရတယ်အဲ့ link လေးကိုဝင်ပြီးတော့မိမိ channel တဲ့မိမိ channel တဲ့ကစားသမားကို comment မှတ်မြင်သွားခြင်းဖြင့်9000စု3စုတည်းစုတစ်စုကိုစကူးနိုင်ဖို့ခွင့်ရရရှိမှာဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ကျွန်တော် giveaway season ကိုအားလုံးပဲပါဝင်ကြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျ။ Okay ကျွန်တော်ပွဲကြောင်းသွားလိုက်ရအောင်။ကဲဒီ Bayern Munich ပေါ့နော် Germany Blue ကြီးပေါ့ Germany Blue ကြီး Bayern Munich ကိုကျွန်တော်တို့3-1နဲ့ရှုံးနိုင်သွားခဲ့တယ်။ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ဟောပေါ့အများကြီးကိုလည်းစင်ရင်မပေးချင်ပါဘူးဒီ Bayern Munich လည်းကောင်းပါတယ်သူကကောင်းပါတယ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အသင်းကလည်းဒီ Enzo Maresca ပေါ့နော်ဒီကျွန်တော်တို့ဒီ Club World Cup Final မှာထွက်ခဲ့တဲ့ line up ပုံစံခင်းချင်းပေါ့နော်ဒါပေမဲ့လည်းကိုဝဲတော့မပါဝင်ဘူးကိုဝဲနေရာမှာတိုစင်ကိုထည့်ထားတယ်အဲ့တော့အဲ့ခင်းချင်းနဲ့ပဲကျွန်တော်တို့ပြန်လဲပို့ထွက်လာခဲ့တယ်ကိုဝဲတယောက်မပါတာဒီဘက်မှာဘယ်လောက်ထိတိတာလဲဆိုတော့ဘာလို့လဲမြင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကစားကွက်မှာကျွန်တော်တို့တိတ်ပြီးတော့ဟိုပါပေါ့နည်းနည်း form out နေရပေါ့ပထမပိုင်းမှာနော် form out နေတဲ့ player ပထမပိုင်းမှာရောက်ဘတ်တော့နည်းနည်း form out နေတာပဲဆိုတော့သူက market မိတာအဲ့ Jonathan Tah ဆိုတဲ့ဘေးကြီးအရန်ကျန်းတယ်ဒီဥစ္စာရဲ့ Bayern Munich ရဲ့ center back Jonathan Tah တော်တော်ကျန်းတာအဲ့ကောင်ရဲ့ market ကိုမိနေရပါတော့အဲ့တော့ရောက်ဘတ်တော့ဘာမှမလုပ်နိုင်ဘူးဒါအပြင်ဒီဟိုပါပေါ့ကွင်းလေရလဲကျွန်တော်တို့ ICU နဲ့ Enzo ကပွဲပန်းနေပြီဗျဒီနေ့ပွဲစဉ်မှာတော်တော်ကြီးကိုတည်တာကျွန်တော်တို့ပေါ့နော်ပွဲပန်းနေပြီအဲ့တော့အများကြီးတိတ်ပြီးတော့ဟိုဘယ်ပြောမလဲမလုပ်ပြနိုင်ဘူးပေါ့နော်သူတို့အနေနဲ့သူတို့အကောင်းဆုံးတော့ပေးဆက်ပြီးကစားနေရပဲပေါ့နော်ဒါပေမဲ့လည်းဟိုပြောပွဲပန်းနေတာကိုကျွန်တော်တို့မြင်တာတယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီ Rich Chain ကို Kaiju နဲ့အတူတူပွဲထွက်လာတဲ့ကွင်းလင်မှာ Rich Chain နေနဲ့လည်းသူဘယ်ပြောမလဲဒီပွဲစဉ်မှာတော့ Rich Chain ကကျွန်တော်ဒီ average ခြေစွမ်းလောက်ပဲကျွန်တော်ပြတ်တာသွားတာအများကြီးတိတ်မရှိဘူးregion ကိုကျွန်တော်ပြန်သုံးသပ်ရမယ်ဆိုရင်အဲ့တော့ကျွန်တော်ဒီတပွဲလုံးကိုခြုံကြည့်ရမယ်ဆိုရင်ကျွန်တော်အားမရဆုံးအပိုင်းကတော့နောက်တန်းကျွန်တော်ဒီနေ့ပွဲစဉ်မှာကိုသမား Sanchez ကိုတော့ကျွန်တော်အပြစ်မပြောချင်ဘူးဘာလို့လဲဆိုတော့ Sanchez အနေနဲ့ Bayern Munich အပိုင်းကိုရမယ်အခွင့်အရေးကိုကာကွယ်သွားတဲ့အားတွေသူရှိခဲ့တယ်ပေါ့နော်သူ3ဂိုးပြီးခဲ့ရတော့ညာလည်းပဲသူတက်နိုင်တဲ့များတော့သူအစွမ်းကိုပေးဆက်သွားခဲ့တာကိုကျွန်တော်တွေ့ရတယ်ဒီနောက်တန်း၄ယောက်ပေါ့နော်နောက်တန်း၄ယောက်မှာကျွန်တော်အပြစ်အမြင့်ဆုံးပေါ့နော်အပြည့်အမြင့်ဆုံးကဘာလို့လဲဆိုတော့ကျွန်တော်ဂူစတိုနဲ့ချာလိုပါနဲ့ဒီနေ့ပွဲစဉ်မှာတော်တော်ဆိုးတယ်သူပြချာလိုပါလည်းချာလိုပါပေါ့နော်ချာလိုပါလုံးက Hurricane ဘလုံးမထိန်နိုင်ဘူးတော်တော်တိုင်ပတ်နေတာဒီချာလိုပါတိုင်ပတ်နေရကြတယ်ဒီညာချမ်းကဂူစတိုကလည်းပထမပိုင်းကောင်းပေမဲ့လည်းဒုတိယရက်မှာတလုံးရောင်းလိုက်တယ်တလုံးရောင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒီသူ့ရဲ့ကျွန်တော်အစမစိုးဘူးပေါ့နော်လွန်နန်လေးမှာဂူစတိုလေးကတော့မစိုးဘူးအဲ့လိုထင်ထားတာကိုပဲသူကရောင်းမမြင်စင်းထွက်သွားတာပေါ့နော်ရောင်းလိုက်တယ်3ဂိုးမြောက်ကိုရောင်းလိုက်တယ်ကျွန်တော်ဘာမှလုပ်လို့မရတော့ဘူးသူဒါကဲလို့မရောင်းခဲ့ဘူးဆိုကျွန်တော်တို့တည်ကြနိုင်တဲ့ chance တွေပါရှိနေသေးတယ်ပေါ့နော်ကဲထားပါကျွန်တော်တို့ဒီနောက်တန်း၄ယောက်မှာကျွန်တော်အားမရဆုံးကတော့ဒီညာချမ်းကချာလိုပါနဲ့ဒီမာလိုဂူစတိုကွင်းလေ9ယောက်ပေါ့ကွင်းလေ9ယောက်ကျွန်တော်တို့ဒီပါမာအန်ဇိုခိုက်စီဒိုပြီးရင်နက်တိုကျွန်တော်ဒီရီဂျိန်ပေါ့နော်9ယောက်မှာဟိုအကုန်လုံးကတော့ average အဆင့်ကိုပြတ်လာတယ်ပါမတယောက်ကလွယ်လို့ပေါ့နော်ပါမကတော့သူတကိုးသွင်းယူခဲ့တယ်ပွဲပြီးကန်ဒီမှာတကိုးသွင်းသေးတယ်အဲ့ကူကလူဂျွန်သွားတဲ့ကြောင့်မလို့နည်းနည်းလေးဂျွန်ပါလားနည်းဂျွန်ရကြမို့ကျွန်တော်တို့ကိုမရခဲ့ဘူးပေါ့နော်အဲ့တော့ပါမကတော့ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းမှာဟိုတော်တော်ကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါအပြင်ကြီးပွဲပြီးကန်ဒီမှာတော့ပွဲပြီးကန်ဒီမှာဒုတိယရက်မှာပေါ့နော်ဒုတိယရက်မှာဒီကျွန်တော်ရောက်ဘတ်တိုနေနဲ့ပြန်မြင်ရတယ်ဘာလို့ဆိုတော့ဒီပထမပိုင်းမှာ Jonathan Tah ရောက်ဘတ်တိုတားရင်အဝါကတ်ထိပါတယ်ဒုတိယပိုင်းအစမှာ Jonathan Tah ကိုလဲလိုက်တယ်ဟိုဟာနဲ့ Kim Min-jae နဲ့လဲလိုက်တယ်ဟို Bayern Munich နဲ့နီးပြ Present Company ကသူကနှက်တယ် Kim Min-jae နဲ့လဲတာသူကဘာလို့ဆိုတော့ငါတို့ရဲ့ aggressive ကစားပုံကိုဒီအဝါကတ်တစ်ယောက်ကြောက်မလျှော့နိုင်ဘူးဆိုပြီးချက်ချင်းကောက်လဲလိုက်တာဆက်ပြီးတော့ aggressive ကြမ်းကြမ်းတမ်းကစားတာပေါ့နော် Chelsea player တွေရောဟိုအင်္ဂွင်းဖြစ်တာနဲ့ညီအဲ့တော့ Chelsea ကဒီ Bayern Munich Alliance Arena မှာ3-1နဲ့ရှုံးနေခဲ့ရတယ်အဲ့တော့တစ်ဖက်က Bayern Munich ပေါ့နော်
ဘိုင်မြူနစ်မှာကျွန်တော်ဒီနေ့အကြိုက်ဆုံးပလီယာတော့ Harry Kane ပေါ့ Harry Kane ကအကြိုက်ဆုံးပလီယာဒီနေ့ပွဲစဉ်မှာသူပနတီတကိုးသွင်းတယ်တတိယကိုတကိုးသွင်းတယ်အဲ့တော့နှစ်ကိုးသွင်းပြီးနှစ်ကိုးသွင်းခဲ့ပေါ့နော်နှစ်ကိုးသွင်းခဲ့တဲ့ကြောင့်မလို့ကျွန်တော်ဒီနေ့ပွဲစဉ်မှာကြိုက်ဆုံးကတော့ Harry Kane ကိုကျွန်တော်ရွေးချယ်ခြင်းတယ်ဒီနေ့ပွဲစဉ်မှာမစိုးလောက်တဲ့အဆင့်ခြေစွမ်းကိုပြတ်သွားတာတော့ဒီဟိုပေါ့ Olise ပေါ့နော် Olise နဲ့ဒီ Gnabry နဲ့ပေါ့အဲ့နှစ်ယောက်ကမစိုးဘူးပေါ့နော် Chelsea ရဲ့ဒီကွင်းလယ်အဖြတ်တွေကိုလည်းတော်တော်အလုံးရှုပ်စေခဲ့တယ်ဒါအပြင်ဒီဘယ်ချမ်းကကူကူးရလာကိုလည်းဒီမှွေနောက်နေတယ်ပေါ့နော် Olise တယောက်ကကူကူးရလာနေတယ်နည်းနည်းလေးဟိုလို shape လေးနည်းနည်းပြတ်နေရပေါ့ဒါပေမဲ့သူကအရင်တော့စူးစူးဝိုင်းမဟုတ်သေးဘူး shape လေးနည်းနည်းပြတ်ရုံတော့အဆင်မရှိသေးတယ်အဲ့တော့ Olise အနေနဲ့လည်းမစိုးဘူးဒီနေ့ပွဲစဉ်မှာကောင်းခဲ့တယ် Gnabry လည်းကောင်းခဲ့တယ်ဒီဗိုင်မြူနစ်ဘက်ကတော့အများကြီးထူးထူးခြားမရှိပါဘူးဒီ Harry Kane တော့ကျွန်တော်အကြိုက်ဆုံးကစားသမားဖြစ်ရွေးချယ်ခြင်းတယ်โอเคကျွန်တော်ဒီပွဲကြောင်းတွားလိုက်ရအောင်ဂိုးတွေပဲကျွန်တော်ပြောလိုက်မယ်ပေါ့နော်အဲ့တော့ပထမအောင်ဆုံးဂိုးကိုကျွန်တော်တို့ပြီးခဲ့ရတယ်ဘိုင်မြူနစ်ကိုဘရောင်းပြီးခဲ့ရကိုကျွန်တော်ဘဝင်မကြောက်ဘာဖြစ်လို့လဲဆိုတော့ Kimmich ကဒီပြစ်ဒဏ်ပေါ်သူကန်ပြီးသွားပြီကန်ပြီးသွားရအောင်ကျွန်တော်တို့ပြန်ရနေတဲ့ဟာဒိုင်ယုံကြီးကမှုန့်လိုက်တယ်ရုပ်တည်နေဟာဘာလဲပေါ့သလားဘာလဲဆိုပြီးတော့သူကလက်ကြီးနဲ့ကန်ပြီးတော့ draw ball ကြီးချပေးလိုက်တယ်အမှန်ဆိုတော့ foul လေ foul ကိုဘာလို့ draw ball ကြီးချပေးလိုက်တာကျွန်တော်အဲ့ဒီကိုတိတ်နားမလဲဒါပေမဲ့အဲ့ draw ball ကနေပဲ Kimmich ကနေ Olise ကိုပေးလိုက်တယ် Olise အထဲဝင်ပြီးချိုးပေးလိုက်တာချာလိုပါအထိပြီးတော့ကိုးသွားတယ်အုံးကိုချာလိုပါတော်တော်ကြီးကိုဘယ်လိုပြောမလဲတမျိုးကြီးပဲဗျာတဲ့လားဟိုတိတ်ပြီးတော့ဘိုးရင်မကြောက်ဒိုင်အောင်ကြီးဒီကိုးပါပေါ့နော်သူဘာကြီးဆုံးပြတ်ပြီးဘယ်လိုလုပ်လိုက်လဲဆိုကျွန်တော်လည်းနားတော့မလဲဘူးโอเคအဲ့တော့ဟိုပါပေါ့နော်ဒီ16မိနစ်မှာ16မိနစ်မှာအောင်းကိုဖြစ်သွားတယ်ပြီးနောက်24မိနစ်မှာပယ်နတီထပ်ပြီးခဲ့တယ်အဲ့ပယ်နတီကလည်း controversial Harry Kane သူကရတယ်ပေါ့နော်ဒါပေမဲ့နောက်ကနေပြီးတော့ကာစီတော့ပြတ်ထုတ်လိုက်တာဒါပေမဲ့သူကဘောလုံးပဲဖြတ်တာပေါ့နော်အဲ့တော့ပေးခြင်းနဲ့ရတယ်မပေးခြင်းနဲ့ရတယ်50-50အခြေအနေမျိုးမှာဒိုင်အောင်ကြီးကအစသူမပေးဘူးပြီးမှမှုတ်လိုက်တာပယ်နတီဆိုပြီးတော့ကျွန်တော်ထင်တာတော့ VAR ကြောက်လို့ထင်တာပဲ VAR ပြန်ပြီးတော့ကြည့်ပြီးတော့ပေးတဲ့တယ်လို့ယူဆလိုက်လို့သူပဲအဲ့လိုမျိုးပေးလိုက်တာလားတော့မသိဘူးတော်တော်ကြာပြီးမှသူကမှုတ်လိုက်တာပြီးပယ်နတီဆိုပြီးတော့အဲ့တော့ပယ်နတီပေးလိုက်တယ် Harry Kane ကလည်းဒီသူ့ရဲ့ညာဘက်ချမ်းပေါ့နော်ကိုသမားရဲ့ဘက်ချမ်းသူ့ရဲ့ညာဘက်ချမ်းကိုလှိမ့်မောကန်သွင်းသွားတယ်ကို2-0တူပြီးတော့အချိန်မှာကျွန်တော်အနေနဲ့တော့တိုင်သွားပဲတော့ဟာသွားပြီလားမသိဘူးကိုပြက်ပြီလားမသိဘူးဒါပေမဲ့ပြန်လာခဲ့တယ်28မိနစ်ပေါ့နော်28မိနစ်မှာကိုပါမာကနေပြီးတော့ဒီကွင်းလျံနေတကူတော့ဆွဲလာတာကိုပါမာလည်းတနာပါတယ်ဒီနေ့ကသူယုံနေတာတည်တော့မယ်ဒီကိုပါမာကျွန်တော်တို့ရဲ့ရွှေကိုဟိုကွင်းလျံနေတော့ဆွဲလာတယ်ဟိုဘေးဂူစတိုကပြန်ချပေးရအောင်ကိုပါမာဟိုဘက်ကိုသမားရဲ့ညာဘက်အပေါ်ထောင်းကန်သွင်းယူပါတယ်တော်တော်ကောင်းတယ်ကိုချယ်ဆီကဒီကိုပါမာရဲ့ဟို class ပေါ့နော် world class ခြေစမ်းကိုဒီတွင်ကိုတကူပဲကျွန်တော်မြင်ခဲ့ရတယ်ကိုပါမာအနေနဲ့ချန်ပီယံတွင်ကိုတကူရရှိသွားတယ်ဒီနေ့ပွဲစဉ်မှာအဲ့ဒါပြီးသွားတော့ကျွန်တော်ပထမပြီးသွားတော့ဒီဒုတိယအိမ်မှာပေါ့နော်အဲ့ business company ကသူကဟို Jonathan Tah ရဲ့နေရာမှာကင်မင်ဂျေးကိုထည့်လိုက်တယ် aggressive ဆက်ဆော်တယ်ဒီအဲ့တောက်လျှောက်ပဲသူတို့ဘိုင်မြူနစ်ခြေတယ်တော်တော်ဖိရပေါ့နော်ဘိုင်မြူနစ်ခြေထဲမှာကြီးပဲကျွန်တော်ထင်တာအဲ့မှာကျွန်တော်တို့ဒီ Robert Sanchez ရဲ့ဒီကာဝယ်သွားတဲ့ပုံတွေကျွန်တော်ပြပြမယ်ပေါ့နော် Harry Kane ကနေပြီးတော့လိုင်းမာဆိုဒီကျွန်တော်တို့ရဲ့ဒီဘယ် site ပဲပေါ့နော်အဲဒီဘိုင်မြူနစ်ရဲ့ဘယ် site ပဲလိုင်းမာပေးတာနဲ့စင်ဘယ်ချိန်နဲ့ကန်တာဒါပေမဲ့သူ angle အနေနဲ့ကျင်းနေပြီး Sanchez စိတ်သွားတယ်ဒါကကျွန်တော်တို့56မိနစ်ဒါနဲ့59မိနစ်မှာကျွန်တော် Chelsea နောက်တန်းဘယ်လောက်ထိညံ့လဲဆိုတာ3မိနစ်အတွင်းမှာနှစ်ခါကန်သွင်းခံရတယ်59မိနစ်မှာ Harry Kane ချပေးတယ် Olise အပိုင်ကန်တာဒါပေမဲ့ကိုသမားနဲ့တော့နည်းနည်းတဲ့တယ် Sanchez စိတ်သွားတယ်အဲ့လုံးကကျင်းနေပေါကိုရမယ်တော့အဲ့တော့ Sanchez ကြီးစိတ်သွားတယ်ဟာကျွန်တော်ကမှ Sanchez ကိုSanchez ကြီးကြောက်ထားနေပြီကျန်းနေပြီဆိုပြီးဟာဟုတ်ပြန်လာတော့မယ်မတရေရောကြတော့မယ်ဆိုပြီးတော့ကျွန်တော်ထင်လိုက်တာနောက်မှမြည်ထွက်သွားတယ်56နဲ့မှာတစ်ချိန်ပေးရ chance big chance နော်59နဲ့မှာ big chance တင်ထပ်ပေးရ60မိနစ်မှာဂူစတူကရောင်းလိုက်တယ်တစ်ကြီးကိုရောင်းလိုက်တာ Harry Kane အပိုင်ပဲကျင်းနေပဲဘိုးသမားရဲ့ဘယ်ဘက်ချမ်းကိုလိန်မော်လေး fitting လေးတွန်းသွားကို3-1သွားယူကျွန်တော်လည်းပြီးသွားပြီပေါ့သွားယူ3-1ဆိုဒါပေမဲ့88မိနစ်မှာကိုပါမာဒီဂိုးတကူထပ်သွင်းနေရပါတော့ကျွန်တော်တို့လားအန်ဆိုပေးလိုက်တာလားမသိဘူးsorry အန်ဆိုမဟုတ်ဘူးလည်းမသိဘူးကွင်းလျံတယောက်ပေးလိုက်တာကျွန်တော်မေ့သွားပြီအဲ့မှာဟိုကကိုပါမာနေပြီးတော့တစ်ချက်ထိပြီးတော့လိန်ဘော်လေးကန်ထည့်သွားဂိုးသွားဒါပေမဲ့လူနည်းနည်းလေးကျွန်းတယ်ကျွန်တော်တို့ဒီ offside ပဲတတ်မှတ်ခဲ့ရပါတော့ VAR ကိုကြီးပြန်ကြည့်ပြီးတော့အဲ့တော့တဝဲလုံးနေထားအောင်ကြည့်ရင်ကျွန်တော်တို့ရှုံးသွားခဲ့တယ်ကျွန်တော်တို့ဒီ Chelsea ရှုံးသွားခဲ့တယ်ဒါပေမဲ့ brother တို့လုံးဝစိတ်သက်မကြနဲ့ကျွန်တော်
ဒီ Champion League အမှတ်တွက်ထားတဲ့အချိန်မှာကျွန်တော်တို့ Bayern Munich ကိုကျွန်တော်ရှုံးတယ်လို့0နဲ့တွက်ထားတာအဲ့တော့ကျန်တဲ့ပွဲတွေကကျွန်တော်တို့နိုင်နဲ့ဟိုအနိုင်ရလက်တွေကိုပုံဖော်နိုင်မယ်ဆိုရင် Brother AC တက်တယ်ကျွန်တော်ဒီ1-8ကဝင်နိုင်သေးတယ်စိတ်မပုံနဲ့အဲ့တော့ဒီနေ့ပွဲစဉ်အရှုံးကကျွန်တော်တို့ဟိုဘာမှမဖြစ်ဘူးဒီ Bayern Munich အိမ်ကွင်းလည်းဖြစ်တယ်ကျွန်တော် line series မှာကန်တာမလွယ်ဘူးအသိနိုင်တယ်မလွယ်ဘူးအဲ့တော့ကျွန်တော်ရှုံးသွားခဲ့သို့တော်ညာလည်းပဲနောက်ပွဲတွေမှာကျွန်တော်တို့အားသွန်ခွန်ဆိုင်ကစားပြီးတော့နိုင်ယူနိုင်မယ်လို့ကျွန်တော်တို့ဟိုမျှော်လင့်ရင်းနဲ့ပဲဒီကျွန်တော်ရဲ့ဒီ Bayern Munich 3 Chelsea 1 full time review season ကိုကျွန်တော်ဒီမှာမြင်လာခြင်းပါတယ်ကျေးဇူးပြပြည်သက်ကြီးအားလုံး Harry ကနေပြီးတော့ကျေးဇူးတင်ပါခင်ဗျအားလုံးပဲကျေးဇူးပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးခင်ဗျ See ya